ကလေးတို့ရေတခါတလေတော့အင်အားကြီးတာကအမြဲတမ်းအနိုင်ရတာမဟုတ်ဘူးနော်ညံကောင်းတဲ့သူတယောက်ကအင်အားကြီးတဲ့သူကိုတောင်အသာလေးကြော်သွားတတ်တယ်ဒီနေ့ဖွားကတောလဲမှာစင်မင်းကြီးနဲ့စုံမိတဲ့ဖိုးသူတော်ဆိုတဲ့တောင်သူကြီးအကြောင်းပြောပြမယ်နော်ရှေးရှေးတုန်းကမြမပြည်ရဲ့တောင်တန်းနားကရွာလေးတရွာမှာဖိုးသူတော်ဆိုတဲ့လူကြီးတစ်ယောက်နေတယ်သူကအသက်ကြီးပေမဲ့မျက်နှာကအမြဲပြုံးနေတတ်တယ်စကားပြောရင်လဲဟာတာလေးညီရောပြီးပြောတတ်တယ်ရွာကားညီကဖိုးသူတော်လို့ခေါ်ကြပြီးအရန်လဲလေးစားကြတယ်ဘာကြောင့်လဲဆိုတော့သူကညံကောင်းတယ်ပြဿနာတစ်ခုခုဖြစ်လာရင်အကြံဉာဏ်လဲပေးတတ်တယ်သူ့အိမ်ကလည်းမကြီးမားဘူးဒါပေမဲ့မီးဖို့လေးတစ်လုံးအိုးခွက်ပန်းငံလေးတွေနဲ့ခွေးလေးတစ်ကောင်နဲ့အေးအေးချမ်းချမ်းနေထိုင်နေခဲ့တယ်ဒီနေ့မှာတော့ဖိုးသူတော်လေကွင်းကပြန်လာတယ်နေဝင်ကြိမ်ဖြစ်လို့ကောင်းကင်ကနီရဲရဲလေးနေငှက်တွေကလည်းအတိုက်ပြန်ဖို့တစ်ဖြတ်ဖြတ်ပြန်ထားနေကြတယ်ဖိုးသူတော်ကတော်လန်းချင်းလေးအတိုင်းတဖြည်းဖြည်းရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲရှေ့ကလမ်းတစ်ချက်လုံးကိုကြီးမားလာတဲ့စင်တကောင်ကပိတ်ထားတယ်အဲ့လာကတောအုပ်တစ်ခုလုံးကစင်မင်းကြီးတို့ခေါ်တဲ့စင်အုပ်ခေါင်းဆောင်ကြီးပဲစင်မင်းကြီးကအရက်မိမြင့်အစွိုင်ကြီးကြီးနှမောင်းရှည်ရှည်နဲ့တောထဲမှာဘရင်လိုနေတတ်သူဟိန်းနံတစ်ချက်နဲ့တောတရိษံတွေတောင်တိတ်ဆိတ်သွားကြတယ်ဖိုးသူတော်ကစင်မင်းကြီးကိုမြင်လိုက်တယ်ဒါပေမဲ့မကြောက်ဘူးသူကခဏရက်ပြီးမျက်နှာကိုပြုံးပြုံးလေးထားလိုက်တယ်စင်မင်းကြီးကလည်းဒီလူသေးသေးလေးကိုအထင်သေးတယ်လို့မဟုတ်ပဲစိတ်ဝင်စားစွာကြည့်နေတယ်နှမောင်းကြီးကိုမြောက်လိုက်ပြီးဟွန်းလို့အတန်ပြုတ်လိုက်တာနဲ့အနီးအနားကခြုံငယ်တွေတောင်တုန်ခါသွားလေအဲ့ဒီအခါဖိုးသူတော်ကတီတီငိမ့်ငိမ့်နဲ့လက်အုပ်ချီလိုက်တယ်အိုးစင်မင်းကြီးမင်းကဒီတော့ရဲ့ဘရင်ပဲဆိုတာငါသိပါတယ်ကွယ်မင်းရဲ့ခွန်အားကတော်တော်ကြီးမားတယ်ဒါပေမဲ့ငါလဲဒီတော့လင်းကိုရိုးရိုးလေးဖြတ်သွားချင်တာမနှက်ဖြန်လဲထူညမယ်စပားရရမယ်အိမ်ပြန်ရအောင်မယ်ဖိုးသူတော်ကစကားကိုလေးလေးနက်နက်ပြောပေမဲ့အတန်ထဲမှာတော့ဟာတန်နန်လေးပါနေတယ်လမ်းလေးနဲ့နဲ့ဖယ်ပေးပါလားမဟုတ်ရင်ငေါ်နဲ့မင်းညံစမ်းလေးတဖို့လုပ်ကြမလားစင်မင်းကြီးကသူ့ကိုကြည့်ပြီးစိတ်ဝင်စားသွားတယ်ဒီလောက်သေးငယ်တဲ့လူကငါနဲ့ညံစမ်းလုပ်မယ်ဆိုတော့ဘာလို့မကစားရမှာလဲဆိုတဲ့ပုံစံနဲ့ခေါင်းညှိလိုက်တယ်ဖိုးသူတော်ကအဲ့ဒီတော့မြက်ပင်လေးတစ်ပင်ကောက်ယူလိုက်တယ်ပြီးတော့စင်မင်းကြီးရှေ့မှာချထားပြီးပြောတယ်ဒီမြက်ပင်လေးကိုမင်းဖုံးလိုက်ပြီးရင်ငါဘယ်မှာရှိသလဲရှာကြည့်စင်မင်းကြီးကနှမောင်းကြီးကိုချီပြီးမြက်ပင်လေးကိုဖုံးလိုက်တယ်ပြီးတော့ဘေးဘက်ဟိုဘက်ဒီဘက်တစ်ချောင်းလုံးလှည့်ကြည့်တယ်ဒါပေမဲ့ဖိုးသူတော်ကဘေးမှမရှိတော့ဘူးစင်မင်းကြီးကဟွန်းလို့အတန်ပြုတ်ပြီးထတ်ရှာတယ်မတွေ့ဘူးတောထဲမှာစင်မင်းရဲ့ဟိန်းထန်ကြီးတာပဲ့တင်ထနေတယ်ဒါပေမဲ့ဖိုးသူတော်ကတော့စင်မင်းနောက်ကျော်ဘက်ကနေတိတ်တိတ်လေးထလာပြီးရီလိုက်တယ်ဟာစင်မင်းကြီးရဲ့မင်းကမြက်ပင်လေးကိုဖုံးနေတာပဲငါကတော့မင်းနောက်ကျော်မှာရှိခဲ့တာကွယ်စင်မင်းကြီးကတဖြည်းဖြည်းတည်သွားတယ်ဒီလူကြီးကအင်အားမရှိပေမဲ့ညံနဲ့တော့သူ့ထက်အယမ်းလုံနေတယ်ဆိုတာဖိုးသူတော်ကအပြုံးလေးနဲ့လက်နှစ်ဖက်ဆန့်တန်းပြီးကဲလမ်းဖယ်ပေးတော့ငါအိမ်ပြန်ရအောင်လေလို့ပြောလိုက်တယ်စင်မင်းကြီးကခေါင်းကိုတဖြည်းဖြည်းညှင်းလိုက်ပြီးဘေးကိုအသာလေးရွှေ့ပေးလိုက်တယ်ဖိုးသူတော်ကသူ့ဘေးကနေဖြတ်သွားရင်းနဲ့နောက်ဆုံးတစ်ခွန်းပြောလိုက်တယ်စင်မင်းကြီးရဲ့အင်အားကြီးတာကလှပါတယ်ဒါပေမဲ့ညံရည်ကပို့အဖိုးတန်တယ်နော်အပိုင်းညက်ကိုနားထောင်နိုင်ဖို့ like and subscribe လုပ်သွားကြပါနော်